ဒီတစ်ခါမှာတော့ဂျပန်နိုင်ငံမှာမဟုတ်ဘဲနဲ့တစ်ကမ္ဘာလုံးမှာဖြစ်လေဖြစ်တာရှိရဲ့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာတွေ social issue တွေကိုဂျပန်ခန်းကြီးစလုံးအနေနဲ့အတူတူတွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုအနေနဲ့ဆိုရင်မူကိုစက်ကိမွန်တိုင်လို့ခေါ်တဲ့ statement issue ဖြစ်တဲ့ဂျပန်နိုင်ငံမှာဖေမေထိုင်ပေါ်လုပ်ပြီးတော့မိဘမယ်ဖြစ်သွားတဲ့ကလေးတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။မိဘမယ်ဖြစ်တဲ့အတွက်ပညာရေးကျန်းမာရေးအပြင်တခြားအခွင့်အရေးတွေပါဆုံးရှုံးနိုင်ပါတယ်။ Resident Registration ကမရှိတဲ့အတွက်ကြောင့်အစိုးရအတိမတ်ပြုတဲ့ကျောင်းတက်ဖို့ကန့်လန့်စာမရရှိနိုင်တော့တာတွေကျန်းမာရေး insurance ကမရနိုင်တာတွေတခြားခွင့်ရဖြစ်တဲ့နိုင်ငံသားတိုင်းအသက်16နှစ်ပြည့်ပြီးရင်မဲပေးဖို့ခွင့်ရတွေဘဏ်ကောင့်ဖွင့်တာတွေရင်မောင်းလိုက်စင်နဲ့ passport လုပ်တာတွေ ID ကမရှိတဲ့အတွက်ကြောင့်အလုပ်ရဖို့ခွင့်ရတွေတရားမဝင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်လက်ထပ်ထိမ်းမြခွင့်တွေပါဆုံးရှုံးနိုင်ပါတယ်ဒုတိယတစ်ခုအနေနဲ့ဆိုရင်တော့ working poor လို့သိကြတယ်။လုံးနေရင်းနဲ့ကိုစေးရနေရတဲ့လူကြီးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။သူတို့ကတော့အချိန်ပြည့်အလုပ်လုပ်နေနေပဲဝင်ငွေနေတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ဆိုင်ရာပညာရေးဆိုင်ရာပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်။တတိယတစ်ခုအနေနဲ့ကတော့2040တိုရှိမွန်းတိုင်လို့ခေါ်တယ်။2040ခုနှစ်မှာဂျပန်နိုင်ငံမှာကြုံတွေ့ရနိုင်တဲ့ပြဿနာတစ်ခုအကြောင်းဖြစ်ပါတယ်။1981ကနေ1984ခုနှစ်အတွင်းမွေးဖွားတဲ့သူတွေကဆိုရင်2040ခုနှစ်မှာအသက်65နှစ်နဲ့အထက်ရှိနေပြီဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်လူကြီးဥယျာဉ်မပြလာမှုကငန်းခွင်မှာတင်ကြားရေးဆိုင်ရာခရီးမှုနဲ့စိတ်ဘက်ဆိုင်ရာကူညီမှုတွေလုံခြုံရေးပြဿနာတွေတိုးလာနိုင်ပါတယ်။၄ခုမြောက်ကတော့ NED issue အကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ NED ဆိုတာကတော့အသက်15နှစ်ကနေ34နှစ်အတွင်းအရွယ်တွေဖြစ်ပြီးတော့အလုံးမရှိဘဲနဲ့ပညာရေးချင်းလည်းမရှိအတွေ့အကြုံလည်းမပြေဝတဲ့သူတွေဖြစ်ပြီးတော့အသက်ငယ်ငယ်နဲ့အလုံးမရှိသူများကိုဆိုလိုပါတယ်။၅ခုမြောက်ကတော့ ageism လို့ခေါ်တဲ့အသက်အရွယ်ခွဲခြားမှုဖြစ်ပါတယ်။တချို့လူငယ်ပိုင်းတွေဆိုရင်ဝစားစင်မှုနဲ့ပတ်သက်ပြီးတော့လူကြီးကြီးဆုံးမခံရတဲ့အခါနာခံမှုမရှိဘဲနဲ့ကိုယ့်အရွယ်နဲ့ကိုယ်ဆိုပြီးတော့ပြန်ပြောတာမျိုးတွေဖြစ်တတ်ပါတယ်။6ခုမြောက်ကတော့ gender bias လို့ခေါ်တဲ့ LGBT တွေကိုခွဲခြားဆက်ဆံတာဖြစ်ပါတယ်။တချို့ကတော့အဲ့လိုမျိုးဆက်ဆံတာကကိုယ်ပိုင်လွတ်လပ်မှုကိုဆုံးရှုံးစေတယ်လို့ယူဆကြပါတယ်။နောက်တစ်ခုကတော့ location လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာတက်ခတ်မှုအကြောင်းဖြစ်ပါတယ်။တချို့ခန္ဓာကိုယ်ပုံမှန်တရံမလာတာတွေအဝါလုံတဲ့သူတွေကိုခွဲခြားဆက်ဆံတဲ့သူတွေကို location လို့ခေါ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့အိမ်လေးလက်မှုပေါ့နော်။တချို့အိမ်တွေမှာဆိုလို့ရှိရင်နေထိုင်မဲ့သူမရှိတဲ့ပြဿနာတွေကြုံနေရပါတယ်။ငှားစားထားတဲ့ပိုင်ရှင်တွေအတွက်အခွက်တူရုံနဲ့မဟုတ်ဘဲနဲ့ရှုခင်းဆိုင်ရာပြဿနာတွေကျန်းမာရေးတန်ရှင်းရေးလုံခြုံရေးနဲ့အစိုးရနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ပြဿနာတွေတိုးလာနိုင်ပါတယ်။ရှေ့မှာတော့ဂျပန်နိုင်ငံမှာဖြစ်လေ့ဖြစ်တာရှိတဲ့လူမှုရေးပြဿနာတွေကိုဂျပန်ခန်းကြီးစလုံးအနေနဲ့အတူတူတွဲပြီးတော့ပြပြပေးလိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။